ဆိုကာဟောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အစုံလင်အကန့်အသတ်မရှိတဲ့မောင်းတဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကို download ရယူပြီး promo code 1SOCCERHOUSE နဲ့အတူအကောင့်ဖွင့်ဆောက်ကစားနိုင်ပါတယ်ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိကြောင်းကိုလည်းအတည်ပြုလိုက်ပါရစေ။ Cyber Game နဲ့အခြားအားကစားနည်းတွေအပြင်အခါအားလျော်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ဗျာ။ဆော့ကာပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့ဒါဘာစီလိုနာအသင်းရဲ့အကြောင်းလေးတွေကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်အရင်တစ်ပတ်ကတော့ကျွန်တော် Real Madrid အကြောင်းလေးကိုတင်ဆက်ပေးခဲ့တာပေါ့လေအခုမှလည်းဒီဘာစီလိုနာအကြောင်းကိုလည်းဒါစပိန်လာလီဂါဘက်ကိုအမြဲတမ်းစောင့်ကြည့်လေ့လာလေးရှိတဲ့အားကစားသုံးသက်သူကိုစီသူကပါဝင်သုံးသက်ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကိုစီသူမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ဟိုရှေ့ဘက်ကတော့ကျွန်တော် Real အကြောင်းပြောခဲ့တာပေါ့လေဒီတစ်ပတ်ဘာစီလိုနာအကြောင်းပြောကြမယ်ပြောတဲ့အခါမှာတော့ကျွန်တော်ဘာစီလိုနာဆိုရင်တော့ဒါချန်ပီယံလိနဲ့လည်းသူတို့ဝေးกว่าနေတာ10စုနှစ်တခုကျော်သွားပြီပေါ့နော်နောက်ဆုံးရခဲ့တာဂျူဗင်တက်ကိုနိုင်ပြီးတော့ဒါ2015တုန်းကရခဲ့တာဆိုတော့10စုနှစ်တခုကျော်သွားပြီပြီးခဲ့တဲ့2နှစ်အတွင်းမှာတော့ဒီ23-24ရာသီကကွာတာဖိုင်နယ်ရောက်တယ်ဒီ PSG ကိုသူတို့ရှုံးနေပြီးပြုတ်သွားတယ်ပြီးခဲ့တဲ့ရာသီကတော့သူတို့ဆီမီဖိုင်နယ်နောက်ဆုံးမိနစ်60လောက်ထိကို3-2နဲ့နိုင်ပြီးတက်မလို့ဖြစ်နေတဲ့အချိန်ပါပေါ့နော်ဒါအချာပီရဲ့နောက်ကျခြေပါကုန်နဲ့သူအင်တာမီလန်ကိုရှုံးနေပြီးတော့သူတို့ထပ်ပြီးတော့ပြုတ်သွားတယ်ဒီရာသီမှာဆိုတော့ဒါဒီကျွန်တော်တို့အခုတင်ဆက်နေတဲ့အချိန်ထိတော့ဒီမဲခွဲမလောက်ရသေးဘူးပေါ့လေသူတို့လမ်းကြောင်းကဒါ PSG နဲ့တွေ့မယ်16တင်ဆက်မှာမတွေ့ဘူးဆိုရင် Newcastle နဲ့တွေ့သွားဖို့ရှိတယ်ဆိုတော့ဒီဘာစီလိုနာရဲ့တက်လောအခြေအနေလေးကိုကိုစီသူဘယ်ကနေစပြီးသုံးသပ်ပေးခြင်းလဲမသိဘူးခင်ဗျဟုတ်ကဲ့ဘာစီလိုနာရဲ့အချိန်ကောင်းတွေကိုပြန်ရောက်နေပြီပေါ့နော်လက်ရှိအချိန်မှာသူတို့ရဲ့ဗန်နာရေးပြဿနာလေးတွေကလည်းထိုင်းလျောက်ပြည်လည်လာတယ်သူတို့ကြုံခဲ့တဲ့ဘယ်လီယံနဲ့ချီတဲ့ကျွေးမိပမာဏနဲ့ရှင်လက်ရှိအခြေအနေကနည်းနည်းလေးပြန်အေးဆက်လာတယ်အေးလာတယ်ပေါ့နော်ဟိုဖြည့်ရှင်းလို့ရနိုင်တဲ့အနေအထားဖြစ်လာတယ်ဒီအတွက်လည်းသူတို့ရဲ့ဒီဘုတ်ဖွဲ့အထူးသဖြင့်လာပေါ်တာတို့ကင်တွယ်ပုံပြီးတော့ဒီအသင်းကိုယ်တိုင်ရဲ့ brand name ပေါ့နော် brand name ကြီးမားခြင်းကြောင့်ဒီအကျွေးတွေကိုသူတို့တောင့်ခံနိုင်တယ်ဒီအကြီးကြီးတွေရတယ်ဆိုတာမျိုးတွေသူတို့သွားတယ်ပေါ့နော်အဲ့ဒီချိန်ထဲမှာအဲ့သူတို့ရဲ့ brand name ကြီးတယ်ဆိုတဲ့နေရာမှာလည်းတခါတည်းသူတို့ရဲ့ခြေစွမ်းကောင်းမွန်မှုပေါ့နော်ခြေစွမ်းကောင်းမွန်မှုနဲ့အနာဂတ်ကောင်းမွန်မှုတွေကအများကြီးပါဝင်တယ်အဲ့တော့အခုချိန်ထိလည်းတောက်လျှောက်ပေါ့နော်ဂျာဗီလက်ထက်မှာလည်းဟိုလာလီဂါဖလားရတယ်လို့ခြေစွမ်းလည်းတကယ်ကောင်းတယ်အခုဒီဟန်စီဖလစ်လက်ထက်မှာလည်းဒါခြေစွမ်းကောင်းတယ်တကယ်ဖလားရလည်းရထားတယ်သူတို့လိုတာလက်ရှိအချိန်မှာချန်ပီယံလိဖလားဖြစ်နေရပေါ့အခုကောင်းတဲ့ဒါနီဒန်ပြိုးခဲ့တယ်လို့ပေါ့နော်ကျွန်တော် Real Madrid အကြောင်းပြောတဲ့ပြီးခဲ့တဲ့အပတ်ပြောတဲ့ခါမှာ La Liga အမပေးဘက်ကိုပို့ပြီးတော့စောင်းပေးဖြစ်တယ်ပေါ့နော်အဲ့တော့ Real က Champions League တွေကအရင်ထားကြရနေရတော့မရှိဘူးပြောမှဆိုရင်ဒီ2020နောက်ပိုင်းမှာလည်းသူတို့2ချိန်တောင်တရလာတယ်ဘာစီလိုနာကြတော့နည်းနည်းလေးလှမ်းသွားပြီပေါ့နော် MSN ခေတ်တုန်းကတော့သူတို့ဒီရခဲ့တယ်ပေါ့နော် trouble ရခဲ့တယ်ဟောဒီနှစ်ပြန်ပြီးတော့ဒီ Champions League ကိုအာရုံစိုက်မဲ့အခြေအနေဖြစ်လာတယ်အဲ့တော့ La Liga မှာကသူတို့ထုံးစံတိုင်းနှစ်ကောင်နဲ့ပြင်းနေတယ်မြင်းပြင်းဖလားအသီးအတိုင်းပဲအခြေအနေမကောင်းပေါ့နော်လောလောဆယ်အခြေအနေမှာအတလက်တီကိုမက်ဒရစ်ကို4-0နဲ့ရှုံးထားတယ်ပေါ့နော်အဲ့တော့ချန်ပီယံလိကအရင်အရေးပါလာမှာပေါ့အဲ့တော့သူတို့ဒီဘက်နှစ်တင်မှာသူတို့အတွက်လိုအပ်ဆုံးဖလားလဲဟိုဖြစ်နေတယ်နည်းနည်းလေးကြာသွားပြီဘာစီလိုနာပြည်သက်တွေလည်းအရင်လိုချင်နေတယ်ပြီးတော့ Hansi Flick အတွက်ကလည်းဒီဖလားပဲဟိုဖြစ်ပေးစရာလိုတော့တယ်ဆိုတဲ့အခြေအနေမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဘာစီလိုနာနဲ့ပတ်သက်ရင်ကျွန်တော်တို့ချန်ပီယံလိလိုအပ်ချက်ကိုတေချာပေါက်ထည့်ပြောရမယ်ပြီးတော့တေချာပေါက်ထည့်ပြောရမှာသူတို့ရဲ့ခြေစွမ်းပိုင်းပေါ့နော်ခြေစွမ်းပိုင်းကလက်ရှိဥရောပရဲ့အကောင်ဆုံးထိပ်ဒီ9သင်းနဲ့ကိုမျက်စိမိတ်ပြီးပြစ်ထည့်လို့ရတယ်ဒီကစားဟန်အပေါ်မူတည်ပြီးတော့ဒါကိုကြိုက်တဲ့အပေါ်မူတည်ပြီး top 3လည်းထည့်လို့ရတယ်ကျွန်တော်ရဲ့ personal ခံစားချက်မှာကျွန်တော်ဘာစီလိုနာကို top 3တဲ့ထည့်ချင်တယ်ပေါ့နော်သူတို့ကစားရဲ့ပုံစံအရင်ကြိုက်တယ်အားနည်းချက်တွေအများကြီးရှိတယ်ဆိုပေမဲ့လည်းသူတို့ကန်ဆယ်ပိုင်းအားနည်းချက်တွေပေါ့နော်အများကြီးရှိတယ်ဆိုပေမဲ့လည်းဘာစီလိုနာပွဲကြည့်ရတာသူပရိသတ်မဟုတ်တဲ့လူတယောက်တော့တောင်ပျော်ရွှင်စရာတွေပြီးတော့ဒီရတခံစားမှုတွေအများကြီးပေးစွမ်းနိုင်တယ်ပြီးတော့တကယ် magician တွေပေါ့နော် magician ဆိုတာလက်ရှိလာမင်းရမားအပြင်ကိုမှတကယ်ဒီနောက်ကဒီ Pedri တို့ Frankie De Jong တို့ကလည်းသူ့နေသူဟန်တဲ့ magician တွေဖြစ်ကြတယ်ပေါ့နော်အဲ့တော့ဘာစီလိုနာပတ်သက်ဒီအကြောင်းတွေစပြီးတော့ပြောရမယ်ထင်ပါတယ်ခင်ဗျဟုတ်ပါတယ်ဒါ
ဘာစီလိုနာပြည်သက်တွေကတော့တည်ပြီးသားပေါ့လေဒါကျွန်တော်တခြားပြည်သက်တွေလည်းနည်းနည်းလေးသိသွားအောင်ပြန်နှွှဲရင်ဘာစီလိုနာကဒီဘန်နာရေးအချက်တဲပြဿနာတွေရှိခဲ့တယ်2020ဒီဘာတိုမျိုးလက်ထဲကနေပြီးတော့ဥက္ကဋ္ဌလာပေါ်ဒါလက်လွဲယူတဲ့အချိန်မှာဆိုရင်ကျွေးမီကဒါယူရို1ဘီလီယံကျော်ရှိတယ်မှာအခုချိန်ကတော့ဒါကျွန်တော်တို့သိရတဲ့လောက်ဆိုရင်ယူရို600ကျော်လောက်တော့ပေါင်တန်း600ကျော်လောက်တော့ကျန်သေးတယ်ပေါ့နော်ဒီလိုအနေထားမျိုးမှာအရှိမသူတို့နေမာကို PSG ကိုရောင်းတဲ့ငွေနဲ့အတူသူတို့ Griezmann Coutinho Dembeleပတ်ချာနဲ့တို့ချာ Angel Gomez တို့ sorry Rodri Gomez လားဒီ Gomez လို့ကစားသမားတွေရာစသူတို့ခေါ်ယူခဲ့တယ်အရန်ငွေကြေးတွေအများကြီးသုံးပြုခဲ့တယ်ပို့ဆိုတာကသူတို့အသင်းကိုသူတို့ပေးချရတဲ့လစာတွေကအရန်ဖောက်ပွားခဲ့တယ်ပေါ့နော်ပြီးတော့တစ်ချိန်တည်းမှာအဲ့ကာလာကကိုဗစ်နဲ့လည်းသွားပြီးတော့ဂျုံတဲ့အခါမှာအသင်းရဒီလိုပြဿနာမျိုးတွေဖြစ်လာတယ်ဒီလာဘော်တာလက်ထက်မှာတော့ဒါဒေကိုကိုအာသာဒရိုက်တာခန့်အပ်ပြီးတော့လူငယ်တွေနဲ့တူဒါ recruitment ပြန်လုပ်တယ်ဒါခုဆိုရင်ဘာနယ်တို့ကျူဘာစီတို့ကာဆာဒိုတို့ဒီလိုကစားသမားတွေတူဘာစီလိုနာကလာလီဂါဖလားတွေလည်းရခဲ့တယ်ပြီးခဲ့တဲ့ဒီပြဟက်ဆယ်ဖလက်ရဲ့ပြီးခဲ့တဲ့ရာသီမှာဆိုလဲဖလား၃လုံးရခဲ့တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ပြည်တွင်းဖလား၃လုံးရခဲ့တယ်ဆိုတဲ့အနေအထားထိရောက်လာတယ်လက်ရှိအချိန်မှာလဲဒါဘာစီလိုနာကပြုလုပ်ထားတာဒီ Espine Barca ဆိုတဲ့ project ကြီးတစ်ခုရှိတယ်ပေါ့နော်ဒါ New Camp ကိုသူတို့ပြန်လဲမြင့်တင်မဲ့ New Camp ကိုဒီပြည်သက်ပေါင်း3,000လောက်ထိဝင်ဆက်အောင် PPIB ထိုင်ကုန်တွေပေါ့နော်ဒီထိုင်ကုန်တွေနဲ့တူရေရှည်မှာအသိဝင်ငွေပို့ပြီးတော့များပြလာဖို့အတွက်ပြီးတော့အဲ့ဝင်းကျင် New Camp ဝင်းကျင်ကိုလည်းတကယ်commercial complex တွေနဲ့အများကြီး space တွေရအောင်သူတို့တည်ဆောက်နေတဲ့ project တခုရှိတယ်ဒီအခုကတော့ပြီးလူစစ်ဆဲပေါ့လေဒါကြီးကလည်းဒါကိုလုပ်ဖို့အတွက်သူတို့ 1.5 million လောက်သူတို့ကုန်ကြတဲ့အနေအထားမျိုးမှာလည်းဒါပြောမယ်ဆိုဘန်တွေကနေပြီးချိငွေယူခဲ့တာရှိတယ် TV right တွေကို25ခန်းတော့ရောင်းချတာရှိတယ်တဲ gambling တော့ဆန်တယ်ပေါ့လေကိုစီအဲ့ဒါကဒါပေမဲ့ရေရှည်အတွက်ဆိုရင်တော့ဒါကောင်းတယ်အဲ့အကြောင်းလဲဒီ gambling ဆန်တဲ့အရာကအသင်းကအောင်မြင်နေမှဒီဟာကပို့ပြီးတော့ win ဖြစ်မယ်ပေါ့နော်အဲ့တော့လဲ Champions League ဖလားအရေးပါမှုကိုကျွန်တော်တို့သုံးသပ်ခဲ့တာဖြစ်ပါတယ်အခုကိုစီဂါလီဂါဘက်မှာတော့လေ Real Madrid ကိုသူတို့ပြီးခဲ့တဲ့အပတ်မှာ Real Madrid ကဒါ Osasuna ကို 2-1 နဲ့ရှုံးတယ် Barcelona Juventus ကို 3-0 နဲ့နိုင်ပြီးတော့ဒါပြန်ပြီးတော့အမှတ်ပြန်တာသွားပြီဆိုတဲ့အနေအထားမျိုး Barcelona ပြန်ရောက်လာတယ်ပေါ့နော်ဒါပေမဲ့အဲ့မတိုင်ခင်လေးမှာဒီသူတို့Copa del Rey မှာ Atletico Madrid ကိုပထမကြော်မှာ 4-0 နဲ့ရှုံးတယ်ပြီးတော့နှစ်ပွဲဆက်ရှုံးပွဲဖြစ်Girona ကို 2-1 နဲ့ထပ်ရှုံးတယ်ဒီကာလာလေးတွေမှာနီးပြတဲ့ကစားသမားကြားပြဿနာလေးတက်ခဲ့တယ်ဆိုတဲ့သတင်းလေးတွေထွက်လာတယ်ပေါ့နော်ဒီပေါ်ကိုစီသူကြားထားသိထားလေးရှင်းမျှဝေပါအောင်ခင်ဗျဟုတ်ကဲ့ဗျဒီသတင်းတွေကတော့အဲ့လိုပဲပေါ့နော်ဟိုဘယ်လိုပြောမလဲငြိမ်သက်နေတဲ့အသင်းဖြစ်ဖြစ်လှုပ်ရွနေတဲ့အသင်းဖြစ်ဖြစ်ဒီကစားသမားတွေနဲ့နီးပြရဲ့ခြားမှာဖုထစ်တွေရှိတတ်တယ်ပြီးတော့ဘာစီလိုနာလိုမျိုးဟိုနည်းနည်းလေးပေါ့နော်အစွန်းရောက်တာတော့မဟုတ်ဒါပေမဲ့ပြင်းထန်တယ်ပေါ့နော်ပြင်းထန်တဲ့အယူဆတွေကင်ဆွဲထားတယ်ဥမာ possession ကိုအရင်အသားပေးမယ် high pressing အရင်အသားပေးမယ် high defense လာအရင်အသားပေးမယ်အဲ့လိုအသင်းတွေမှာတော့ရှိနေမှာပဲအဲ့တော့သတင်းတွေကဒါသတင်းတွေမှားလည်းမဟုတ်ဘူးဒါပေမဲ့အမြဲတမ်းဒီလိုရှိနေတဲ့သဘောတရားတစ်ခုကိုသူတို့ကထုတ်ရှိတဲ့သဘောလို့ပဲကျွန်တော်ကယူဆတယ်သူတို့ဒီဘယ်လိုပြောမလဲဥမာဒီ athletic ကဒီ Dermot Corrigan တို့နောက်တစ်ယောက်ကျွန်တော်နာမည်မေ့နေလို့ဗျာသူတို့အဓိကရေးတဲ့စပိန်သတင်းတော်2ယောက်ရှိတယ်သူတို့တွေ့ဆိုရင်ဒီ Real နဲ့ပတ်သက်ရင်လည်းသူတို့အဲ့လိုရေးလေးရှိတယ် Barcelona နဲ့ပတ်သက်ရင်လည်းရေးလေးရှိတယ်ပြောမှဆိုရင်တော့ကျွန်တော်ဘေလင်ဟောသလိုပဲပေါ့နော်အချမ်းမြင်အဖြစ်မှန်နေတဲ့သဘောတရားတစ်ခုကိုသူတို့ကထုတ်ပြီးတော့ရေးတဲ့သဘောမျိုးကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဘာစီလိုနာမှာဖြစ်နေတဲ့ပြဿနာလေးတွေပေါ့ဥပမာဘာစီလိုနာကစားသမားတွေကဒီပွဲတစ်ပွဲချင်းစီကိုသူတို့ပို့ပြီးတော့ specific ဖြစ်နေလိုက်ရောညှိရွှေ adaptable ဖြစ်ချင်းကပ်ဖို့ယူဆတယ်ဆိုတာမျိုးပေါ့အဲ့တော့ဘာစီလိုနာကစားသမားတွေမှာမို့ကျွန်တော်တို့လည်းယူဆတာပဲပရိသတ်ဘာစီလိုနာပရိသတ်တွေလည်းအဲ့ဒါကိုယူဆတာပဲပေါ့နော်အဲ့တော့ဒီသဘောတရားလေးလိုပဲထင်ပြီးတော့ကြီးကျယ်တဲ့ field အနေနဲ့တော့ကျွန်တော်တိတ်ပြီးတော့မထင်မိဘူးဟိုပုံမှန်အားဖြင့်နီးပြတဲ့ကစားသမားတွေချားထဲမှာရှိလေရှိထားသဘောတရားလေးလိုပဲကျွန်တော်ထင်တယ်အဲ့တော့ဒါကတော့ဓာတ်ပိုင်းပေါ့နော်ဒီသတင်းလေးထွက်ပေါ်ခဲ့တဲ့အပိုင်းပေါ့အဲ့တော့တကယ် reality ကိုကြည့်ရင်တော့တကယ် reality မှာလည်းဘာစီလိုနာရဲ့ကစားဟန်မှာအဲ့ဒီပြဿနာတကယ်ရှိနေတာအဲ့တော့ဘာစီလိုနာဟာအဲ့လိုမျိုး၄ဂိုးပစ်ပြီးတော့ပေးလိုက်တဲ့ပွဲတွေကဟိုမနစ်ကဆိုရင် Benfica အသင်းကိုအဲ့လို၄ဂိုးပစ်ပြီးပေးတာမျိုးတွေဟိုပေးလို့ရှိတယ်အထူးဆန်းတော့မဟုတ်ဘူးသူတို့ရဲ့ကစားဟန်အကြောင်းပေါ့နော်ဒီရာဒီမှာဆိုရင်လည်းကျွန်တော်အမှတ်မမအောင်ဆိုရင် Sevilla အသင်းကိုရာဒီအစတော့ငါရှုံးတယ်3-1 or 4-1ပဲပေါ့နော်အဲ့လိုဂိုးတွေပြစ်ပေးတတ်တဲ့ပုံစံမျိုးရှိတယ်ဒါဟာလေသူတို့ရဲ့ကစားဟန်ကြောင့်ပေါ့နော်သူတို့ရဲ့ကစားဟန်ကအရန်ကိုဒါအပေါက်အပြဲများလုံးတယ် highline defense ကြီးကလည်းအရန်မြင့်လုံးတယ်မြင့်လုံးတဲ့အခါမှဟိုဘယ်လိုပြောမလဲသူတို့ခံစစ်ကစားသမားတွေကဟိုရှင်းရှင်းပြောရရင်ခံစစ်အရည်သွေးညံ့ကြတယ်လူတို့ပြင်ဒါ Alejandro Balde တို့တော်တော်အားနေတယ်ပေါ့နော်ပြီးတော့ Conte ဆိုရင်လေဒီတောက်ခံမှာအကောင်းဆုံးဘယ်လိုပြောမလဲ establish အဖြစ်ဆုံးကစားသမားဖြစ်နေတာတော့မှသူစီကအမှားတွေကျွန်တော်တို့အများကြီးမြင်ရတယ်ပေါ့နော်အဲ့တော့ဒီအချက်တွေကြောင့် system ရဲ့လိုအပ်ချက်ရှိတယ်လို့ကစားသမားတစ်ယောက်ချင်းစီကလည်းလိုအပ်ချက်လေးတွေရှိတယ်အထူးသဖြင့်ခံစစ်ပိုင်းမှာပေါ့နော်အဲ့တော့ဒီအခြေအနေကြောင့်ကိုယ်တွေအများကြီးပေးရတာမျိုးပေါ့နော်ပြောလို့ဆိုမျောမှန်းထားပြီးသား backfire ဖြစ်ခြင်းလို့ပြောလို့ရတယ်ဘာ
ဘာစီလိုနာဟာသူတို့နိုင်တဲ့ပွဲတွေလည်းအများကြီးအဲ့နိုင်ပွဲတွေမှာလည်းကောင်းနေရမှာမဟုတ်ခန်းစစ်ကကိုမပေးရတဲ့ပွဲရှိတယ်ကိုမပေးရတဲ့ပွဲတွေမှာလည်းလွတ်ကွက်တွေမပေးရတာမဟုတ်ဘူးပေးနေရတယ်ဟိုဘက်ကကိုသွင်းတာမတက်ရလို့အချိန်တွေကြောင်းမကိုးတာပဲရှိတယ်ပွဲတိုင်းမှာကျွန်တော်အနေနဲ့ဒါပုံမှန်စောင့်ကြည့်ပြတဲ့အခါမှာပွဲတိုင်းမှာတစ်ချိန်နှစ်ချိန်တစ်ခါလေးနဲ့3-4ချိန်အဲ့လိုမျိုးတွေလွတ်ကွက်တွေကပေးနေရတာပဲအဲ့တော့ဒီအတိုင်းပဲသူတို့ကစားနေအောင်မှာ Hansi Flick ကတော့သူတို့ရဲ့ style ကိုသူ change မလုပ်ဘူးဆိုတာကိုဒါ Club Brugge ကိုသူတို့3-3နဲ့တည်ကြတဲ့ Champions League ပွဲပြီးမှသူပြောခဲ့တယ်ပေါ့နော်ကျွန်တော်အမြင်ကတော့ adapt လုပ်တယ်လို့ adapt လုပ်တင်တယ်လို့မြင်တယ်ပေါ့ဒါပေမဲ့ Hansi Flick ကတော့ तू က change မလုပ်ဘူး तू ပေါ်တင်ပြောတာ तू လုပ်เสียရှိတယ် तू ဒီတိုင်းပဲလုပ်မယ်ပေါ့နော်အခုလည်းဒီတိုင်းပဲဆက်သွားနေတာဟုတ်ကျွန်တော်မြင်တွေ့ရတယ်အဲ့တော့အဲ့ဒီတိုင်းပဲဆက်သွားနေတဲ့နေရာမှာမှနောက်ထပ်အားနည်းချက်လေးတွေပေါ်လာပါတော့ခုနပြောတဲ့အားနည်းချက်တွေအဲ့တော့အဲ့အားနည်းချက်တွေကိုသူတို့ကအားသာချက်နဲ့ဖိထားတာအဲ့တော့အဲ့အားသာချက်တွေကဘာမှရှိရလဲဆိုတော့သူတို့ရဲ့လာမင်းရှမားတို့တခြားသော Frankie De Jong တို့ကစားသမားတွေမှာရှိတယ်လို့နောက်ထပ်အရန်ရှိပါတယ်ကြောရိုးဖြစ်တဲ့ battery မပါရင်အဲ့ဒီအားသာချက်လေးကပို့ပြီးတော့ဟာတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ battery ပါရှိတယ်ပြီးတော့ဒီ pressing intensity နဲ့ဒီ pressing ကိုဥဆောင်တဲ့အပိုင်းနဲ့ပတ်သက်လာရင် Rafinha မှာရှိတယ်ပြီးတော့ Rafinha overall leadershipပြီးတော့တိုက်စစ်မှာသူ့ရဲ့ sharp ဖြစ်မှုပေါ့နော်သူကလွတ်ရင်ခိုးတာများတယ်ဟိုပြီးတော့ချိန်ချောက်မှုကြီးတွေလုပ်နိုင်တာများတယ်ပေါ့အဲ့ဒီအချက်တွေအကုန်လုံးကြောင့်ဘာစီလိုနာဟာအားသာချက်နဲ့ခုနအားနည်းချက်တွေကိုဖုံးဖိထားတာပေါ့ဒါပေမဲ့ဆိုရင်အားနည်းချက်တွေကိုမြင်နေသည့်တိုင်အောင်မှကိုယ့်ဘက်ကပြန်ဖောက်ဖို့အတွက်အခွင့်အရေးမရလိုက်ဘူးဘာလို့လဲကိုကအသက်တောင်ရှူလို့မရအောင်ထိုးနှက်ခံနေရတာမျိုးအဲ့တော့အဲ့လိုအခြေအနေဘာစီလိုနာဖန်တီးထားတာပေါ့နော်အဲ့တော့တချို့သောပွဲတွေမှာတော့ခုနကလို upset ရလက်တွေထွက်လာအောင်ပါပဲမနစ်ကလည်းအဲ့လိုပဲပေါ့နော်တက်ပြီလို့ထင်ခဲ့တာ final တက်ပြီလို့ထင်ခဲ့ပေမဲ့လေ Inter Milan နဲ့ပွဲမှာမထင်မှတ်ပဲဒီတိုက်စစ်တန်မှုတွေတစ်ချက်ကလေးကအဲ့တစ်ချက်ကလေးကနေပြန်ပြီးတော့ backfire ဖြစ်သွားတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါဟာလက်ရှိဘာစီလိုနာ Hansi Flick ရဲ့ဘာစီလိုနာပဲဒီတိုင်းပဲဆက်ရှိနေဦးမှာပဲပရိသတ်တွေရောကစားသမားတွေရော adapt ပို့ပြီးတော့ဖြစ်ဖို့အတွက်မျှော်လင့်ထားတယ်ဆိုပေမဲ့လောလောဆယ်တော့မမြင်ရသေးဘူး maybe ဒီ late season ရောက်လာရင်တော့ပုံမြင်ကောင်းမြင်ရနိုင်တယ်အခုနောက်ပိုင်းမှာဘနယ်ကိုဒီတရားပြဿနာကင်းရှင်းလာပြီးသူ rhythm လေးပြန်ရလာဘနယ်ကိုသုံးလာမြင်ရတယ်အဲ့တော့အဲ့ဘနယ်ပါခြင်းကလည်း battery မပါခြင်းကိုတော်တော်လေးကို cover ဖြစ်စေနိုင်တာကိုလည်းတွေ့ရတယ်တကယ် permission ကစားသမားတစ်ယောက်လို့ပြောရမှာပေါ့နော်ငယ်ငယ်လေးနဲ့အရင်ကောင်းနေတာအဲ့တော့နည်းနည်းလေးပိုတိုးတက်လာမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဗျဟုတ်ကဲ့ပါဒီလက်ရှိဘာစီလိုနာရဲ့ဒီရာသီမှာဆိုရင်ပေါ့နော်ဒီဘာနဲတို့လို Gerard Martin တို့လိုကစားသမားမျိုးတွေထပ်ပြီးတော့ပေါ်ထွက်လာတယ် Fermin Lopez ကလည်းဒါဒီရာသီမှာတော်တော်လေးအားကိုးရတဲ့ခြေစွမ်းကိုပြသလာတယ်ပေါ့နော်အခန်းစစ်ပိုင်းမှာဆိုလည်းကျွန်တော်သတိထားမိတာကဒီရာသီဘာစီလိုနာကပေါ့နော်6ပွဲ2ပွဲတည်9ပွဲရှုံးနေထားတယ်ပေါ့နော်အဲ့ပွဲတွေမှာဒီ Cubarsí နဲ့Gerard Martin မတွဲဘူး Gerard Martin နဲ့ Cubarsí တွဲတဲ့ပွဲတွေဆိုခန်းစစ်ကတိသာလေးပိုကောင်းတယ် highlight defense ကိုကစားတာပဲ off strike ဘယ်လိုပြောရမလဲလူကျွန်းထောင်ချောက်ဖမ်းတာပို့ပြီးတော့တည်သက်တာကိုလည်းတွေ့ရတယ်ပေါ့နော်လက်ရှိဘာစီလိုနာရဲ့ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်အခုနောက်ဆုံးပွဲတွေမှာဆိုရင်ကျွန်တော်တို့ Eric Garcia နဲ့ Cubarsí ကစားရတယ်ကီရိုနာဆိုရင်သူတို့ကိုဒီလူကျွန်းထောင်ချောက်ကိုထောက်လျှောက်ဖောက်ထွက်နေတာပေါ့နော်ဖောက်ထွက်ကကျွန်းသွားတဲ့ခါတွေလည်းရှိတယ်ဒါပေမဲ့ကျွန်းသွားတဲ့ခါတွေတိုင်းမှာတော့မှဒါသူတို့ဒီအသေးအတန်ကြီး energy တွေအများကြီးသုံးပြီးတော့အနောက်ကိုအတကုံကြီးပြန်ပြေးဆင်းလိုက်ရတယ်ပေါ့နော် VAR ရှိတာတဲ့အတွက် linesman ကလည်းအလံကိုတန်ပြီးထောင်လို့မရအောင်ဆိုတဲ့အနေဒါအချိန်တန်တော့လူကျွန်းမှာသိတယ်တိနဲ့လေလိုက်ပြီးကစားနေရခါမှာ energy အလေအလွင့်တွေဖြစ်တာပေါ့လေပြီးတော့ကိုစီသူပြောခဲ့တယ်လို့ပဲဒီ first present line က Rafinha မပါတဲ့အချိန်မျိုးကွင်းလယ်မှာ battery မပါတဲ့အချိန်မျိုးမှာသူတို့ရဲ့ဒီ highlight defense ကပြဿနာတွေအများကြီးပို့ပြီးတော့တက်လာတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကိုစီဒီတိုက်စစ်ပိုင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့သူတို့ရဲ့ဒီလာလီဂါပြည်တွင်းပြိုင်ဘက် Real Madrid မှာဆိုရင် Vinicius Junior Mbappe ဂိုးတွေအများကြီးသွင်းတယ်ပေါ့နော်ပြီးရင် Adagule တို့ကွင်းလေးကလည်းသွင်းဂိုးလေးတွေအထိုက်လျောက်ရှိတယ်ဘာစီလိုနာမှာတော့အဲ့လိုမျိုးတကယ် Power Ranger player ကကျွန်တော်တို့လာမင်းညီမလို့ပြောလို့ရပါတော့ဒါပေမဲ့သူကကြတော့သွင်းဂိုးတွေကိုအဲ့လောက်ကြီးတာဝန်ဟိုခံထားရတဲ့ကစားသမားမျိုးဟုတ်မနေဘူးပေါ့လေဒီရာသီမှာဆိုလဲဘာစီလိုနာကသူကိုတိုင်ရဲ့သွင်းဂိုးတွေနဲသည့်တိုင်အောင်တော့109ဂိုးသွင်းထားတယ်ပေါ့နော်ပြိုင်ပွဲစုံမှာဒါဘိုင်ယန်မျိုးနဲ့ပြီးရင်သူဒုတိယဂိုးသွင်းအများဆုံးအသင်းလည်းဖြစ်မယ်လို့ထင်တယ်အဲ့တော့တိုက်စစ်ပိုင်းမှာလာမင်းယမာဆွတ်ဆောင်ရေးပြီးရင်တိုက်စစ်ပိုင်းမှာကိုစီတူFerran Torres Lewandowski ဒီဘယ်ချမ်းမှာဆိုလဲ Marcus Rashford တို့ Rafinha တို့သူတို့တိုက်စစ်ကိုသွားတဲ့ပုံစံလေးတွေလာမင်းယမာစီအောင်ဒီတက်ဂိုးတွေရလာဖို့ညှော်လင့်တင်လားဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးသုံးသပ်ပေးပါအောင်ကိုစီဟုတ်ကဲ့လာမင်းယမာစီကဒီတက်ဂိုးတွေပိုရတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူက permission ကစားသမားဖြစ်နေအောင်လက်ရှိဘောလုံးကဘာမှာThailand အမြင့်ဆုံးလို့ပြောလို့ရတယ်လက်ရှိအနေအထားလေးပေါ့နော်အဲ့တော့သူ့မှာအခက်ခဲလေးတချို့တော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူအကောင်ပူကြီးလာတယ်ဒါကတဘာဝတရားကိုသူရှောင်လဲလို့မရဘူးပေါ့နော်အဲ့တော့အဲ့အကောင်ကြီးလာခြင်းမှာသူ့ရဲ့လှုပ်ရှားမှုတွေကိုဒါတက်ရောက်မှုရှိတယ်ပေါ့နော်အဲ့တော့ဒီရာဒီမှာသူအရန် smooth မဖြစ်တဲ့အနေအထားမျိုးလေးတွေတချို့နည်းနည်းလေးပါပဲအဲ့ဒါလေးမြင်ရတယ်ဆိုလိုချင်တာဒီကစားသမားမှာသူကိုယ်တိုင်ရင်ဆိုင်နေတဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာလေးတွေလည်းရှိရဲဆိုတော့ဒါ
ထဲသွင်းတက်ချက်စေချင်တာပေါ့နော်ပြီးတော့စိတ်ပိုင်းဆိုင်ရာကဒီရှာဒီစတော့သူ့ရဲ့လူမှုရေးပြဿနာတော့မဟုတ်ဘူးပေါ့နော်လူမှုရေးကိစ္စလေးတွေနဲ့ရှုပ်ထွေးတာမျိုးလေးရှိတယ်ဒါအခုနောက်ပိုင်းမှာကလည်းဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်အကောင်ကြီးလာခြင်းဒီ growth ဖြစ်လာခြင်းမှာ side effect တွေရှိတယ်ကောင်းတဲ့ effect တွေလည်းရှိတယ်အဲ့တော့ तू အချိန်တန်ကောင်းလာမှာပဲကောင်းနေအောင်မှာပဲဒါပေမဲ့လောလောဆယ်မှာကြာတော့ तू အဲ့ဒီကြီးထွားလာခြင်းနဲ့အတူ तू ကအသားကျအောင်လို့မနစ်ကလာမင်းချမမဟုတ်မနစ်က body မဟုတ်တော့မနစ်က muscle မနစ်ကဒီ bone structure အဲ့ဒါတွေမဟုတ်တော့ဒါနည်းနည်းလေးပြောင်းလာတဲ့အခါမှာ तू အဲ့ဒါနဲ့ လိုက်သင့်သွားရတဲ့အခက်အခဲလေးရှိတယ်ဒါတော့ तू ရဲ့အခက်အခဲပိုင်းတစ်ချက်ပေါ့နော်ဒါကိုတစ်ချက်ပို့တော့လူသေးတယ်အခြားသောတစ်ဖက်ကိုသွင်းတဲ့အပိုင်းပေါ့ကိုသွင်းတဲ့အပိုင်းမှာကလောလောဆယ်ကိုသွင်းတဲ့နှုံးကမစိုးလှဘူးဒါပေမဲ့သူ့ level နဲ့ဆိုဒီထက်ပိုသွင်းနိုင်တယ်ပိုသွင်းလာနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့လောလောဆယ်မှာ तू ဟိုဘယ်လိုပြောမလဲလက်ရှိဘာစီလိုနာတိုက်စစ်ရဲ့လိုအပ်ချက်အရာအထူးသဖြင့် Rafinha လို့ကစားသမားမပါဘူးဆိုရင် तू ပင်နိုင်ကိုသွင်းဖို့လိုအပ်တယ်အဲ့တော့ဘာစီလိုနာရဲ့တိုက်စစ်ကဒါ pick 3ပေါ့နော်မနစ်ကဆို Lewandowski Rafinha Lamine Yamal ပေါ့အဲ့တော့ Firmino ကဒီဘယ်လိုပြောမလဲနည်းနည်းပေါ့19-20ကြားလောက်အရန်ကနေလိုက်သွင်းပြီးတဲ့ပုံစံမျိုးဖြစ်ပြီးတော့ဒီ9-20ကျော်9-30ကျော်သွင်းမဲ့ကစားသမားတွေကခုန big 3ကိုဒါတတ်မှတ်ရမှာပေါ့နော်အဲ့တော့လောလောဆယ်ဒီရာဒီမှာ big 3တွေက Lewandowski ကလည်းသူရဲ့အသက်အရွယ်ကြောင့်ရောအခြေအနေအရရဲကြောင့်သူဂိုးကမကြပါဘူးဒါပေမဲ့သူ့ရဲ့ဒီပွဲထဲမှာပေါဝင်ပတ်သက်မှုကကြာလာတယ်ပေါ့နော်ပြီးတော့ Rafinha ကဒဏ်ရာပြဿနာမကြာခဏရင်ဆိုင်ရတယ်အဲ့တော့ရင်ဆိုင်ရတဲ့အနေအထားမှာလည်းသူ့စီကပွဲပေါဝင်မှုရောဂိုးပေါဝင်မှုရောနည်းနည်းလေးကြောကြာလာတယ်အဲ့တော့ big 3မှာ big 2ကနည်းနည်းလေးရော့နေတဲ့အချိန်မှာဒီဘက်ကနောက်ထပ်ကြံတဲ့ big 1ကတော့ဟိုပုံမှန်အားဖြင့်သူ့နှုံးကမနှဲပင်မဲ့လေသူဒီချက်ပိုသွင်းနိုင်တယ်သူပိုတောင်းဝင်ခံတဲ့တယ်ဘာလို့လဲဆိုတော့ဒီ Ferran ကကိုအရင်သွင်းနေတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ဒါပေမဲ့ဒါနဲတယ်သူလွတ်တဲ့ပမာဏနဲ့ကျင်ဒါနဲတောင်နဲသေးတယ်လို့ပြောလို့ရတယ်ပြီးတော့ Lewandowski လို့ reliable လောက်အောင်မဖြစ်ဘူးအဲ့တော့ဒီအချက်တွေကြောင့်ဂိုးကိုပိုလောရတယ်လာမင်းဂျမားစီကဂိုးပိုလောရတယ်ဒါကဘာစီလိုနာရဲ့လက်ရှိပေးထားချက်ပေါ့နော်အဲ့တော့လာမင်းဂျမားကကြတော့သူ့ရဲ့ကန်ချက်တွေမှာပို့ပြီးတော့ခက်မှန်းရခက်ခဲအောင်ပြုလုပ်တင်တယ်ပေါ့နော်သူ့ကန်ချက်တွေကခက်မှန်းရတော်တော်လေးလွယ်တယ်သူညာဘက်ကိုချိုးရင်ဘာလုပ်မလဲဘယ်ဘက်ကိုချိုးရင်ဘာလုပ်မလဲ45 degree ဖြတ်ဝင်ဘာလုပ်မလဲဆိုတာကသူ့ opening ကနေကိုသမားတွေကသိနေရဆိုတဲ့ပုံစံမျိုးပြီးတော့ကန်ချက်တွေရဲ့တိကျမှုမှာလည်းသူနည်းနည်းလိုအပ်သေးတယ်အထူးသဖြင့်တော့ပေးပို့မှုတွေသူ့ရဲ့ vision တွေသူ့ရဲ့ဒီ dribbling တွေကလုံးဝ perfect ပဲဒါပေမဲ့ကန်ချက်တွေမှာတော့အဲဒီခုန level ကိုမလိုက်နိုင်သေးတာကိုတွေ့ရတယ်ဒါကြောင့်မလို့လာမင်းချမနဲ့ပတ်သက်ပြီးတော့ဒီအချက်ဟိုလိုအပ်တယ်ပေါ့နော်ပြီးတော့ခုနကကိုကောင်းတဲ့မိကုန်းထဲမှာပါသလိုတိုက်စစ်အခင်းချင်းပေါ့ကျွန်တော်ခုနတိုက်စစ်အခင်းချင်းရဲ့ဒီတချို့သောအချက်တွေထည့်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ Rafinha ကသူပါရင်သူကတော်တော်လေး perfect ဖြစ်ပါတယ်သူကစားပုံကကိုးရိုင်လည်းရှိရမကိုးရိုင်လည်းရှိရဒါပေမဲ့လည်းသူ့ရဲ့ကိုးသရက်ကြီးကကြောက်စရာကြီးမကြာခဏလွတ်နေတယ်ပြီးတော့တွဲဘက်ကစားနိုင်တယ်ပြီးတော့ဒီတိုက်စစ် center striker ပေါ့နော် striker နားကိုသူကပ်ပြီးတော့ကစားတဲ့ပုံကတော်တော်လေးကိုကောင်းတယ်အဲ့တော့အဲ့ဘယ်ဘက်မှာကဒီ Rashford ဝင်ကစားမှာလားပေါ့ Rashford ကစားလာကကြတော့ကောင်းတယ်ဒါပေမဲ့နည်းနည်းလေးသင်းခွဲဖြစ်နေတာမျိုးတွေ့ရတယ်ပေါ့နော် Rashford ကိုဒီ Ferran Torres ကိုအထောင်ကစားတာထက် Rashford ကိုအထောင်ထားကြည့်ရင်ရောဆိုတဲ့အနေအထားမျိုးပေါ့အဲကျွန်တော်ပွဲကြည့်ရင်လည်းမကြာခဏတွေးမိလေးရှိတယ်ပေါ့နော်အဓိကတော့ skill ဘိုင်းကတော့ Ferran ပိုကောင်းရင်ကောင်းမယ်ဒါပေမဲ့လည်း Rashford ရဲ့ဒီခွန်အားပြီးတော့ Rashford ရဲ့အမြန်နှုန်းကတော်တော်ကြောက်ဖို့ကောင်းတယ်အဲ့တော့အဲ့ဒီအနေအထားမှာဘယ်လိုပဲဖြစ်ဖြစ်အလဲတဲ့ဝင်ကစားမှာဖြစ်တယ်ပေါ့နော် Rafinha အလဲတဲ့ဝင်ကစားတာအဲ့တော့အဲ့ဒီပုံစံ Rashford တိတ်မကစားတတ်ဘူးတိတ်မကစားတတ်သူကတောင်ပန်းနေပြီးဝေါကနေဝင်လာတဲ့ဟာမျိုးပိုကစားတတ်တယ်အဲ့တော့အဲ့ဒါမှနည်းနည်းတိုင်ပတ်နေတာပေါ့နော်အဲ့တော့ဘထူးအလဲမှာပဲထားကစားကြည့်ပါလားဆိုတဲ့အတွင်းမျိုးတော့ကျွန်တော်ပေါ်မိတယ်ပြီးတော့ Ferran Torres နဲ့ပတ်သက်လာရင် Ferran Torres ကလိုသေးတယ်ဂိုးတွေကတော့သွင်းနေတာပဲခြေစွမ်းကလည်းမဆိုးဒါပေမဲ့သူက reliable အနေထားအောင်မရောက်သေးဘူးအဲ့တော့လာဘာစီလိုနာရဲ့ပြဿနာတစ်ခုပေါ့နော်အဲ့တော့ပြဿနာတစ်ခုဆိုတာကခုနပြောသလိုပဲ Rafinha မပါဘူး Lewandowski ကလည်းအသက်အရွယ်ရောက်ကိုဟိုမဖြစ်ဘူးအဲ့ဒီအနေထားမှာလာမင်းဂျမားကလည်းအဲ့ဒီလိုအပ်တဲ့ကိုလိုနေတဲ့အနေထားကိုလိုက်မသွင်းတာအဲ့ဒီခါမှာဘာစီလိုနာတိုက်စစ်ကအရေးအကြောင်းလေဆိုရင်ဘယ်သူအားကိုးရမှာလဲဆိုတဲ့အနေထားမျိုးလေးဖြစ်လာတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ system ကိုအရင်အားပြုရတာမျိုးဖြစ်သွားတယ်တယောက်တည်းပါရင်းကြလုတ်ပြီးတော့ဗျဥပမာ Real Madrid ပါရင်းကြလုတ်ပြီးကိုးသွားတာမျိုးတွေအများကြီးပဲဘာစီလိုနာကအဲ့လိုမျိုးကိုပို့ပြီးတော့ရှားသွားတာပေါ့နော်ရှားသွားပြီးတော့ system ကိုအရင်အားပြုရတာမျိုးတွေအဲ့လိုအနေထားကနေတစ်ခါလေးကြာရင်ချုပ်ဖြစ်သွားတယ်လူတွေကကင်လာတယ်ဘောလုံးလည်းကင်တာတိုင်းကင်နေတာမျိုးကိုမရအောင်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေမကြာခဏဖြစ်လေရှိတာကိုတွေ့ရတယ်သူတို့ရလက်တိန်းဆောင်သွားတဲ့ပွဲတွေမှာလည်းအဲ့ဒီအခြေအနေလေးတွေကိုကျွန်တော်တို့တွေ့ရလေးရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ဘာစီလိုနာတိုက်စစ်နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်ပါခင်ဗျဟုတ်ကဲ့ပါကိုစီအခုအပိတ်အနေနဲ့ပေါ့လေကျွန်တော်တို့ဒီရာသီဘာစီလိုနာကရောဟိုချန်ပီယံလိမျှော်လင့်ချက်အတွက်ဆို
အားကောင်းလားဆိုတာဒါပြီးခဲ့တဲ့ရာသီဘာစီလိုနာနဲ့ပဲကျွန်တော်ပြန်ရှင်းကြည့်တာပေါ့နော်လာလီဂါမှာတော့ကျွန်တော်ခုနကဒီစီဇန်မရိုက်ခင်လေးကြည့်လိုက်တာပေါ့ပြီးခဲ့တဲ့ရာသီကပွဲစဉ်25ပွဲပြီးမှသူတို့ရမှတ်54မှတ် Real Madrid နဲ့တူတူပဲသူတို့အဆင့်တက်မှာရှိနေဒီရာသီကတော့ဒါ62မှတ်အထိရယူထားနေတယ်လာလီဂါဘက်မှာတော့အကျန်းအားဖြင့် result အားဖြင့်ဆိုတိုးတက်လာတယ်လို့ပြောလို့ရတာပေါ့နော်ချန်ပီယံလိဘက်ကိုချိန်ထိုးပြီးကြည့်မယ်ဆိုရင်ဘာစီလိုနာရဲ့လက်ရှိခြေစွမ်းသည်ပြီးခဲ့တဲ့ရာသီကခြေစွမ်းကိုမှီတယ်လို့ကိုစီသူခံစားရပါလားပြီးတော့အပိတ်အနေနဲ့ကိုစီသူဖြည့်ဆွက်ပြောချင်တာလေးရှိလဲသုံးသပ်ပေးပါဦးခင်ဗျဟုတ်ကဲ့ချန်ပီယံလိကအရင်အရေးကြီးတယ်ဘာစီလိုနာအတွက်ဒါပေမဲ့ဘာစီလိုနာကစားဟန်မှာကိုကဒီချန်ပီယံလိလိုမျိုးပေါ့နော်ချန်ပီယံလိရဲ့မှာမဟုတ်ရှုံးထွက်ပွဲတွေနဲ့တိတ်မလိုက်တဲ့အနေအထားမျိုးလေးတွေကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ခံစစ်ပြဿနာပေါ့နော်ခံစစ်ပြဿနာကတပွဲလုံးတရားကောင်းနေပြီးတော့ဖက်ကနေလွတ်သွားလဲဟိုသူတို့လွတ်တာကြီးကလုံးဝအခုကိုဓာတ်နဲ့ထိုးတဲ့အကွက်ကြီးပေါ့နော်အဲ့တော့တိမ်မဲ့အကွက်ကြီးအဲ့လိုမျိုးကြီးသူတို့ကဒုက္ခရောက်လေးရှိတာပေါ့နော်အဲ့တော့ဒါကရှုံးထွက်အဆင့်နဲ့လိုက်ဖက်လေးမရှိပြီးတော့သူတို့ဒီရှုံးထွက်အဆင့်မှာတွေ့မဲ့အသင်းတွေကလည်းသူတို့ဒုက္ခပေးမဲ့အသင်းတွေအများကြီးပဲပေါ့နော်လာလီဂါလိုလိဂ်ပြိုင်ပွဲမျိုးမဟုတ်ဘူးလာလီဂါလိုလိဂ်ပြိုင်ပွဲမှာသူတို့ဒုက္ခပေးမဲ့အသင်းတွေအများကြီးရှိမနေဘူးဒါကြောင့်မလို့ဟိုခက်ခဲနေတော့မယ်လို့ကျွန်တော်ထင်တယ်မနစ်ကခြေစွမ်းလောက်ထိအခုခြေစွမ်းမမီသေးဘူးဒါပေမဲ့အဲ့မနစ်ကခြေစွမ်းအရန်ကောင်းပါလေဆိုတော့ Power Ranger ခြေစွမ်းရှိနေတာတော့မှဘာမှမဟုတ်တဲ့အမှားလေးတွေနဲ့ဒါအင်တာမီလန်ကိုဒါပြုတ်သွားတယ်ပေါ့နော်အဲ့ဒါဘာစီလိုနာပဲအဲ့တော့အဲ့ဘာစီလိုနာဒီနှစ်မှာလည်းပြောင်းနေတာမတွေ့ရဘူးမတွေ့ရတဲ့အပြင်ကမှဒီတိုက်စစ်ပိုင်းရဲ့ကြာစင်မှုပေါ့နော်အထူးသဖြင့်တော့ Rafinha ကဘယ်အချိန်ပြန်ပါလာမယ်ဘယ်လိုပြောမလဲဘယ်လိုသူ့ရဲ့ပုံမှန်အနေထားနဲ့ဘယ်လိုပြန်ပါလာမလဲဆိုတာကိုကျွန်တော်တို့မသိနိုင်ဘူးပြီးတော့သူ့ရဲ့တန်ရာကဒီတစ်ခေါက်ကျော်တန်ရာပြန်ပေါ်နေတဲ့အနေအထားမျိုးရှိတယ်ပြီးတော့ဒီဘာစီလိုနာရဲ့ဒီ total သွားနေတဲ့ပုံစံအရာသူတို့ရဲ့တန်ရာရနှုံးကနည်းနည်းလေးမြင့်တယ်ပေါ့နော်အဲ့တော့မြင့်တယ်ဆိုတာကလည်းသူတို့ရဲ့ကစားဟန်ကြောင့်ပေါ့နော်အဲ့တော့အဲ့ကစားဟန်ဆိုတာကလည်းတပြင်းပြင်းနဲ့ရာသီဆုံးကိုသွားလေဒီတန်ရာရပြီဖြစ်စေမရဘူးဖြစ်စေသူတို့ရဲ့ fatigue ပေါ့နော်အဲ့တော့ accumulated fatigue လို့ဒီသုံးကြတယ်ပေါ့နော်အဲ့တော့အဲ့ဟာကတိုးလာတဲ့အခြေအနေမှာတန်ရာရနိုင်ခြေမြင့်တယ်သို့မဟုတ်တန်ရာရနိုင်ခြေတန်ရာမရဘူးဆိုရင်တော့စွမ်းဆောင်ရည်ပိုင်းမှာfluctuation ဖြစ်တာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီအချက်တွေကဘာစီလိုနာရဲ့ Champions League campaign နဲ့ပတ်သက်လာရင်တေချာပေါက်ထည့်သွင်းစဉ်းစားမယ်အချက်တွေဖြစ်ကျွန်တော်ထင်တယ်ခက်ခဲတယ်ပေါ့နော်ဘာစီလိုနာတော့တော်တော်လေးခက်ခဲတယ်ဘာကြောင့်မှမဟုတ်ဘူးသူတို့မကောင်းလို့လည်းမဟုတ်ဘူးသူတို့တက်ကောင်းတဲ့အသင်းတွေအများကြီးရှိနေလို့လည်းမဟုတ်ဘူးသူတို့ရဲ့ကစားဟန်အကြောင်းကိုကဒီအဆင့်တွေအတွက်ဒါခက်ခဲမယ်ပေါ့နော်အခုကြာရှုံးတဲ့စကြောက်အသင်းမှာ Newcastle တော့မဟုတ် PSG နဲ့တွေ့မယ်ပေါ့နော်Newcastle လို့အသင်းဟုတ်တယ်ဘာစီလိုနာကိုရှင်လို့ရတဲ့ level မျိုးမှာရှိနေအောင်မဟုတ်ဘူးဒါပေမဲ့အဲ့ဒီအသင်းက knockout အသင်းပေါ့သူတို့လူစုံနေပေါ့နော်ဒါ Bruno Guimaraes တို့ဘာလို့ပါတယ်ဆိုရင်သူတို့ဒီ league phase တော့တွေ့တော့ league phase လို့အနေထားမှာတွေ့တာတော့သူတို့မိကိုထွက်မတက်ကစားခဲ့ရတာခက်ခဲကစားခဲ့ရပြီးတော့တကယ်ကိုရှာထွက်အောင်ကစားခဲ့ရတာပေါ့နော်အဲ့တော့အဲ့ဒီအနေထားမျိုးရှိတယ်ဒါ Newcastle နဲ့ဥပမာပေးတာပေါ့နော်အဲ့တော့အဲ့လိုအသင်းတွေဒီ league phase မှာဒီရှုံးထွက်အဆင့်မှာအများကြီးရှိသေးတယ်သူတို့ဒီ Chelsea နဲ့တွေ့တော့ဗျာဒီ league phase မှာတွေ့တယ် Chelsea ကအဲ့တော့လောက်ကြီးကောင်းဟိုသူတို့ရဲ့အကောင်းဆုံးချိန်ဖြစ်နေရတာမဟုတ်ဘူးဒါပေမဲ့လည်းရှုံးသွားတယ်ပေါ့နော်အဲ့ဒါကဒီရှုံးထွက်မှာတွေ့ရမယ်အခက်ခဲအနေအထားတွေအဲ့တော့ဘာစီလိုနာအဲ့ဒီအခက်ခဲအနေအထားတွေအတွက်သူတို့ရဲ့ကစားဟန်ကအဆင်မပြေဘူးပေါ့နော်သူတို့ရဲ့ကစားဟန်ကိုရုပ်ကြီးဒါကြီးကို adaptable ဖြစ်ဖို့ဆိုတာကြီးကလည်းဒါမဖြစ်နိုင်ပါဘူးကျွန်တော်တို့ adaptable ဖြစ်ဖို့တောင်းဆိုနေပြီမှာဒါကြီးကဖြစ်နိုင်ချင်နေတဲ့အရာပေါ့နော်အဲ့တော့တော်တော်လေးခက်ခဲမဲ့အနေအထားတစ်ခုအဖြစ်အမြင်မိရဲဒါအခြေစွမ်းမကောင်းလို့မဟုတ်ဘူးသူတို့ရဲ့အခြေစွမ်းသူတို့ရွေးချယ်ထားတဲ့ plan ကြောင်းလို့ဒါကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီဘာစီလိုနာရဲ့လာလီဂါမပေးအနေထားကတော့ဖြောင့်ပြူးတယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက် Real ဥဆောင်နေတဲ့အချိန်လေးကကျွန်တော်ပြောပါတယ် Real တဲ့ဆိုင်ဘာစီလိုနာဘာလို့ပိုကောင်းတာLeague phase ကကြတော့ League မှာကြတော့အဲ့ပိုကောင်းခြင်းကဟိုတပွဲနဲ့မှားသွားလို့ပြဿနာမရှိဘူးနောက်ပွဲတွေမှာပြင်ပြီးတော့အခြေအနေကောင်းနိုင်တယ်ပြီးတော့ကိုယ့်တန်ဘက်ကနောက်ပွဲတွေမှာပြန်ရှုံးနိုင်တယ်ဆိုတာမျိုးအဲ့တော့ဒီလာလီဂါမှာကတော့ပို့ပြီးတော့အခြေအနေကောင်းတယ်လို့ထင်တယ်ချန်ပီယံလိမှာကတော့အများကြီးခက်ခဲမယ်လို့ထင်မိပါတယ်ဗျဟုတ်ကဲ့ပါအခုလိုဘာစီလိုနာအကြောင်းနဲ့ပတ်သက်ပြီးပြည့်စုံသုံးသပ်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဘာစီလိုနာကလည်းဒါပြည်သက်တွေဒီရာသီမှာဆိုတော့ဘယ်လောက်ထိရောက်နိုင်မလဲဟိုဘယ်လိုမျှော်လင့်ခွင့်ရှိမလဲဆိုတော့ဒီစပိန်စူပါဖလားမှာတော့သူတို့ပို့ဆွဲထားတယ်လာလီဂါရဲ့လမ်းကြောင်းကတော့ကိုစီတူရဲ့သုံးသက်ပုံရတော့တကယ်ကိုဖြောင်ဖြိုးနေတယ်ချန်ပီယံလိကသူတို့ဒီ62မှာ UN Cry နဲ့တူရတယ်ပြီးတော့ဒီ2005ပေါ့လေအာဆင်နယ်ကိုနိုင်ပြီးတော့ရတယ်ပြီးတော့2009 2017မှာ United ကိုနိုင်ပြီးတော့ရတယ်နောက်ဆုံးရခဲ့တာ2015မှာပေါ့နော်ဒါ United ကိုနိုင်ပြီးတော့ရပြီးအခုဆိုရင်တော့ဒါ10စုနှစ်တခုအကျော်အကြာထိချန်ပီယံလိဘုံမဆွဲထားဘူးပေါ့လေဒီရာသီမှာရောချန်ပီယံလိလမ်းကြောင်းပါဘာစီလိုနာဘယ်အဆင့်ထိရောက်သွားမလဲချန်ပီယံလိဖလားကြီးကိုစုခုသွားနိုင်မှာကျွန်တော်တို့တူတူစောင့်မျှော်ကြည့်ရှုကြတာပေါ့လေ
ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့တဲ့စော်ကားပရိသတ်များတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ